Okay ဒါဆိုရင်ကျမတို့ခုနကပြောသလိုပဲကျမတို့ရဲ့ meeting တွေ effective မဖြစ်ဘူးဟုတ်ပြီဒါဆိုရင် effective ဖြစ်ဖို့အတွက်ကျမဒီနေ့sharing လုပ်ပြီးမှဘယ်လိုအကြောင်းအရာတွေကိုရှောင်ရှားသင့်တယ်လဲဆိုတဲ့အကြောင်းအရာလေးအနည်းငယ်ကိုဒီနေ့ sharing လုပ်ပေးသွားမှာပါအဲ့တော့ပထမဆုံးကျမတို့ lack of notification လို့ပြောပါတယ်ရှင်အဲ့တော့ notification မရှိဘူးပေါ့နော်ပြောရရင်တော့ notification မရှိဘူးဆိုတော့ဘယ်လိုဟာမျိုးလဲပေါ့ကြိုတင်ပြီးတော့အသိပေးထားတာအကြောင်းကြားထားတာမရှိဘူးဒါဆိုရင်ကျမတို့စဉ်းစားကြည့်ရအောင်ပါကျမတို့ကိုလာပြီးတော့ meeting အခု meeting လာတက်လှည့်ပါလို့ကျမတို့ပြောမယ်စဉ်းစားကြည့်လေကျမတို့မှာဘာအတွက် meeting လုပ်မှာလဲဘာတွေကိုပြောကြမှာလဲငါလည်းဘာပြောဖို့လိုလဲဆိုတဲ့စဉ်းစားဖို့ပြင်ဆင်မှုအချိန်မရှိဘူးဆိုရင်ကျမတို့ meeting ဆိုလို့တာသွားလိုက်ရတယ်ကျမတို့ဘာမှပြင်ဆင်သွားခြင်းမရှိဘူးဒါဆိုရင်အဲ့လိုလူတွေပဲများနေတဲ့ meeting တစ်ခုက effective ဖြစ်မယ်လို့မထင်ပါဘူးဒါကြောင့်ကျမတို့အတက်နိုင်ဆုံးပေါ့အားချက် meeting တွေကလွဲလို့အတက်နိုင်ဆုံးကျမတို့ meeting ရှိတယ်ဘယ်နေရာမှာဘယ်အကြောင်းအရာတွေကိုဆွေးနွေးမှာပါဆိုတဲ့ဟာမျိုးလောက်တော့ notification ပေးထားဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကတော့ကျမတို့ no agenda လို့ပြောပါတယ်အဲ့တော့ဒါကကျမတို့တော်တော်များများမှာတွေ့ရတယ် meeting တော့ခေါ်လိုက်တယ်သူ့မှာတကယ်ပဲပြင်ဆင်ထားပြီးသားငါပဲချင်းစားမယ်meeting ကို lead လုပ်တဲ့သူပေါ့နော်အထူးသဖြင့်ငါပချိန်စမယ်ဘာတွေကိုပြောမယ်ဘယ်သူစီကအချက်ဉာဏ်တွေကိုတောင်းခံမယ်ဒါမျိုးတွေသူ့မှာတကယ်သိချတဲ့ agenda မရှိဘဲနဲ့ meeting ဆိုပြီးခေါ်လိုက်တယ်ပေါ့နော်ဒါဆိုရင်ကျမတို့ကဒါ effective မဖြစ်ပါဘူးတက်ရောက်လာတဲ့သူတွေရဲ့အချိန်ကိုလည်းပဲ waste ဖြစ်သွားစေတယ်သူကိုယ်တိုင်လည်းပဲအချိန် waste ဖြစ်သွားစေနိုင်ပါတယ်နောက်တစ်ခုကတော့ကျမတို့ wrong people in attendance လို့ပြောပါတယ်အဲ့တော့ wrong people in attendance ဆိုတော့တက်ရောက်လာတဲ့သူတွေထဲမှာ wrong ဖြစ်နေတယ်ပေါ့လူမှန်နေရမှမဖြစ်ဘူးပေါ့နော်ပြောရရင်ဆိုလိုချင်တာmeeting ထဲမှာမရှိတဲ့လူတွေရှိနေတယ်ရှိတဲ့လူတွေမရှိဘူးအဲ့တော့တစ်ခါတလေမှကျမတို့အဲ့ဒီကိစ္စဟာတော်တော်လေးကိုကြုံရတဲ့ပြဿနာပါအဲ့တော့ကျမတို့က decision ချမှတ်ခြင်းလို့တကယ်ကို decision လုပ်နိုင်တဲ့သူတွေကိုခေါ်တယ်ဒါပေမဲ့အဲ့ဒီလူတွေရောက်မလာဘူးပေါ့အဲ့ဒီလူတွေရောက်လာတယ်လူစုံမဟုတ်ဘူးပေါ့ကျမတို့ကဒီလူ10ယောက်ဌာန10ခုကလူ10ယောက်ရှိမှဖြစ်မယ်ဆိုရင်ရောက်လာတာက3-4ယောက်ပဲရောက်လာတယ်ဆိုကျမတို့ဘယ်လိုဆုံးဖြတ်ချက်ကြီးချမလဲဒါမျိုးတွေကျမတို့ကအရန်ကိုရှောင်ရှားတဲ့အချက်ပေါ့နော်ဒါကြောင့်ကျမတို့ကကိုယ်တိုင်ကို meeting ဖိတ်ခံရပြီဆိုရင်သိကြပါတယ်အဲ့ဒီ meeting ကိုတက်မှဖြစ်မယ်ဆိုအတက်နိုင်ဆုံးတက်ပြီးပါနောက်တစ်ခုတော့ကျမတို့ lack of control လို့ပြောတယ်ပေါ့နော် lack of control ဆိုတာဘယ်လိုဟာမျိုးလဲပေါ့ကျမတို့မှာထိန်းချုပ်နိုင်စွမ်းမရှိတာလို့ကျမတို့ဘာသာပြန်ရမယ်ထင်ပါတယ်ဆိုလိုချင်တာကကျမတို့meeting ကိုလာတက်တယ်ပေါ့ meeting ကိုလာတက်တဲ့သူတွေကိုယ်တိုင်ကဆွေးနွေးနေတဲ့အကြောင်းအရာတွေသူတို့တွေ decision လုပ်မဲ့အကြောင်းအရာတွေကသူတို့ကိုယ်တိုင် decision လုပ်ခွင့်ရှိတဲ့အကြောင်းအရာတွေပဲဖြစ်ရင်ပိုကောင်းတယ်ပေါ့သူတို့တွေဆွေးနွေးကြတယ်ဒါပေမဲ့ကိုယ်တိုင်က decision လုပ်ခွင့်မရှိတဲ့အကြောင်းအရာကိုပဲကျမတို့ကအတင်းအဖြစ်အနေနဲ့ပဲပြောနေမယ်ကိုယ်တိုင်လုပ်လို့မရတဲ့ကိစ္စတွေကိုပဲပြောနေမယ်ဆိုရင်ကျမတို့ကဒါအဲ့ဒီ meeting ဟာ waste of time ဖြစ်သွားပါမယ်နောက်တစ်ခုကတော့ကျမတို့ political pressure လို့ပြောပါတယ် political pressure ဆိုတော့ကျမတို့ကနိုင်ငံရေးဖိအားပေါ့တိုက်ရိုက်ဘာသာပြန်ရင်တော့ okay ဒီနေရာမှာကျမတို့နိုင်ငံရေးဖိအားဆိုတာကကျမတို့ဆိုလိုချင်တဲ့အဓိပ္ပာယ်ကထားပါတော့ကျမက meeting ဖိတ်လိုက်မယ် okay meeting ဖိတ်လိုက်တယ်ဘယ်လို meeting မျိုးလဲပေါ့အဲ့တော့ problem solving လုပ်မယ်ကျမတို့ပြဿနာတစ်ခုကိုဖြေရှာကြမယ်ဟုတ်ပြီလူတွေအားလုံးဖိတ်လိုက်တယ်ဒါပေမဲ့ကျမတို့အားလုံးသိထားတယ်အဲ့ဒီပြဿနာရဲ့အရင်းမြစ်ပေါ့ပြဿနာကိုဖြစ်စေတဲ့သူကဘယ်သူပေါ့ဥပမာမောင်ဖြူဆိုလဲမောင်ဖြူပေါ့နော်ဒါပေမဲ့အဲ့မောင်ဖြူဒီထဲမှာပါနေတော့အားလုံးကဒီ problem solving meeting အတွက်လာတော့တက်ကြတယ်အားလုံးရင်ထဲမှာအဲ့မောင်ဖြူဖြစ်နေတဲ့အတွက်မောင်ဖြူကဘယ်ဟာတို့ဖြစ်နေတဲ့အတွက်မပြောရဲဘူးပေါ့တကယ်root cause ကိုကျမတို့မပြောရဲကြဘူးပေါ့နော်ဒါဆိုရင်ကျမတို့အဲ့ meeting ကြီးကဘယ်လိုပြောမလဲအပေါ်ယံမှုပဲကျမတို့ကကျင်းပလိုက်တယ်လို့ဖြစ်သွားပြီတကယ်ကိုလေးနဲ့တဲ့အကြောင်းအရာတွေတကယ်မှန်ကန်တဲ့ solution ကိုထွက်လာစေမှာမဟုတ်ပါဘူးဒါကြောင့်ကျမတို့ကတခုခုပေါ့ဒီကိစ္စကိုတော့မပြောရဲဘူးဘသူကြောင့်ဘဝကြောင့်ဘယ်အခြေအနေကြောင့်ဘသူဖြစ်နေလို့ဆိုတာမျိုးကြီးကျမတို့နောက်ွယ်ရာဖိအားကြီးတွေရှိနေတတ်တယ်ပေါ့နော်အဲ့လိုဖိအားကြီးတွေရှိနေမယ်ဆိုရင်လည်းကျမတို့ကတကယ်မှန်ကန်ထိရောက်တဲ့ conclusion ရောက်နိုင်တဲ့ meeting မဟုတ်နိုင်ပါဘူးနောက်တစ်ခုတော့ကျမတို့ hidden agenda လို့ခေါ်ပါတယ် hidden agendas ပေါ့နော် okay ကျမတို့ကဟုတ်ပြီ meeting တစ်ခုခေါ်လိုက်တယ်အဲ့ဒီ meeting မှာပြောမယ့်အကြောင်းအရာတွေက10ခုလောက်ဆွေးနွေးထားတယ်ဒါပေမဲ့အဲ့10ခုလောက်ဆွေးနွေးထားတာကိုကျမတို့မှာ10ခုစလုံးပြောလို့မရဘူးအဲ့တော့2ခု3ခုလောက်ကတော့ဘယ်သူတွေပါနေလို့ပြောလို့မဖြစ်ဘူးသူတို့တွေအတိပေးလို့မဖြစ်ဘူးဆိုတာမျိုးကြီးတွေကျမတို့မှာ hidden လောက်ထားတာမျိုးကြီးရှိတတ်တယ်ပေါ့နော် okay အဲ့နေရာမှာဆိုရင်ကျမတို့ကဟုတ်ပြီကျမတို့ငကိုခဲတဲ့အတိုင်းစဉ်းစားရမှာပေါ့ကိုပြောမယ့်အကြောင်းအရာကိုလာတက်တဲ့ attendees အကုန်လုံးသိလို့ရရဲ့လားအဲ့ဒီအကြောင်းအရာမျိုးပဲကျမတို့ကပြောရမယ်ဒါမျိုး hide လောက်ထားတယ်ဆိုလို့ရှိရင်လည်းပဲကျမတို့ကတကယ်
တကယ်လည်းမသိရပဲနဲ့အဲ့ဒီလူဟာ meeting ကိုလာတတ်တယ်ဆိုသူ့အတွက်လည်းအချိန် waste ဖြစ်ပါတယ်ကိုယ့်အတွက်လည်းကျမတို့ကတကယ် effective မဖြစ်ပါဘူးနောက်တစ်ခုကတော့ကျမတို့အရန်ကိုအဖြစ်များတဲ့ကိစ္စလို့ပြောလို့ရပါတယ်လက်ခေါ် clear consensus or conclusion လို့ပြောပါတယ် meeting တစ်ခုပြီးသွားပြီဟုတ်ပြီကျမတို့စဉ်းစားကြည့်လိုက်ရအောင် meeting တွေကထွက်လာပြီဟာအစည်းအဝေးပြီးသွားပြီဟေးOkay ဒါဆိုရင်အဲ့အစည်းအဝေးပြီးတော့မင်းတို့အစည်းအဝေးဘာတွေဆုံးဖြတ်ချက်ချလိုက်လဲမင်းတို့အစည်းအဝေးကဘာတွေနေကုန်းချုပ်လိုက်လဲပေါ့နော်နောက်ဆုံးဘာ reset ထွက်လာလဲလို့မေးကြည့်လိုက်တယ်။အော်အဲ့ reset တော့မထွက်လာဘူး။နောက်တစ်ခါကျမှပဲပြန်ပြောမယ်လို့ပြောတယ်။အခုတော့ကျမတို့မဆုံးဖြတ်လိုက်နိုင်ဘူးဆိုတာမျိုးကြီးတွေ။ဒါဆိုရင်ကျမတို့ဘာဖြစ်တာလဲဆိုတော့ရှင်းရှင်းလင်းလင်းဘာလုပ်မယ်ဆိုတော့ဆုံးဖြတ်ချက်ပေါ့နော်ဘာလုပ်မယ်ဆိုတော့ညီကုန်းမရှိလိုက်ဘူးမရှိလိုက်ဖက်နဲ့အချိန်ကုန်ပြီးတော့ကျမတို့တွေရဲ့အချိန်တွေ waste ဖြစ်တယ်အလုပ်တွေမပြီးဘူးပေါ့နော်ဒါမျိုးတွေဖြစ်တယ်ဒါအများနဲ့ကြုံတွေ့နေရတဲ့ပြဿနာပါနောက်ဆုံးတစ်ခုကတော့ကျမတို့ poor documentation for decisions လို့ပြောပါတယ်အဲ့တော့ဆိုလိုချင်တာကကျမတို့ meeting တွေမှာကျမတို့ဆုံးဖြတ်ချက်တွေချလိုက်ကြပြီသဘောတူတဲ့ကိစ္စတွေထွက်ပေါ်လာပြီသဘောမတူဘူးဆိုတဲ့ကိစ္စတွေထွက်ပေါ်လာပြီ okay ဒါဆိုရင်သဘောတူတယ်သဘောမတူဘူးဘယ်သူကဘာတာဝန်ယူတယ်ဘယ်သူကတော့ဘယ်လိုဆုံးဖြတ်လိုက်တယ်ဘယ်လိုကြော်ညာလိုက်တယ်ဆိုတာတွေကိုကျမတို့က document ကောင်းကောင်းနဲ့ထိန်းချုပ်ထားဖို့လိုပါတယ်ဘာပဲလေးပဲပြောထားတယ်ဟာ तू ကတော့ yes လို့ပြောတယ်ဟေးဒါဆိုရင်အဲ့ဒီ yes ကိုကျမတို့ကဘာနဲ့သက်သေပြမှာလဲဆိုတော့ document မရှိရင်အဲ့ဒီ yes ဒီတစ်ချိန်ချင်းကြရင် no ဖြစ်သွားနိုင်တယ် तू မသိဘူး I don't know ဆိုတဲ့အဖြေလည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်ကျမတို့က poor documentation ဆိုတဲ့စာရွက်စာတမ်းနဲ့ပေါ့နော်ကျမတို့စာရွက်စာတမ်းနဲ့သို့မဟုတ်စာချုပ်တစ်ခုခုနဲ့ something ပေါ့နော်ဒါမျိုးသက်သေပြနိုင်စရာတစ်ခုခုလိုအပ်ပါတယ်အဲ့တော့ကျမတို့ဒီနေ့ပြောလိုက်တဲ့အကြောင်းအရာတွေကတော့ကျမတို့မှာလက်ရှိကြုံတွေ့နေရတဲ့ meeting တွေကို effective ပိုဖြစ်စေခြင်းနဲ့ဆိုရင်ကျမတို့ရှောင်ရှားရမယ့်အချက်ကလေးရှိပါတယ်ဒါတွေကတော့ lack of notification ကြိုတင်ပြီးအကြောင်းကြားတာတွေမရှိဘူးဒါမျိုးမဖြစ်သင့်ဘူးအာဂျန်နာမရှိတာမျိုးတွေမဖြစ်သင့်ဘူး round people ဖြစ်နေတာမျိုးတွေကိုနဲ့ဆိုင်တဲ့ web meeting ကိုပဲတက်မယ်ကိုဖိတ်ထားရင်ကိုတက်ဖြစ်အောင်တက်မယ်နောက်တစ်ခုကတော့ meeting ထဲမှာကိုတကယ်လုံနိုင်မဲ့အကြောင်းအရာတွေကိုပဲဆွေးနွေးမယ်နောက်တစ်ခု political pressure တွေဖုံးကွယ်ထားတာတွေကြောက်ရွံ့နေတာတွေအမှန်တရားကိုမပြောရဲတာတွေကျမတို့ဖြစ်လို့မဖြစ်ဘူးနောက်တစ်ခုက high time ဖြစ်ထားတာတွေဖြစ်လို့မဖြစ်ဘူးနောက်တစ်ခုကတော့ကျမတို့တကယ် meeting တစ်ခုလုပ်လိုက်ပြီဆိုရင်ဘယ် result ထွက်လဲဆိုတာတစ်ခုခုပြနိုင်ရမယ်နောက်ဆုံးတစ်ခုကတော့ဟုတ်ပြီအဲ့ဒီထွက်လာတဲ့ result ကိုကျမတို့ document ကောင်းကောင်းနဲ့ထိန်းချုပ်ရမယ်ပေါ့နော်အဲ့တော့ဒီနေ့ကျမဆွေးနွေးပြီးတော့ sharing လုပ်ပေးသွားတဲ့အကြောင်းအရာကတော့ what to avoid တနည်းအားဖြင့်ပြောမယ်ဆိုရင် factors that lead to the failure of meetings လို့ပြောတဲ့အကြောင်းအရာလေးပါပဲရှင်အခုလိုနောက်ထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်တကယ်လို့ effective meeting module နဲ့ပတ်သက်ပြီးတော့သိချင်တယ်လေ့လာချင်တယ်ဆိုရင်တော့ကျမတို့ပြန်တွေ့ကြပါမယ် thank you ပါရှင်